အားလုံးပဲမင်္ဂလာပါအခုဗီဒီယိုကမြန်မာဘောလုံးအကစားသတင်းစုပ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရခိုင်ယူနိုက်တက်အသင်းရဲ့ဒုတိယကျော်အတွက်ပြင်ဆင်မှုတစ်ရက်အဖြစ်ဂျပန်နိုင်ငံသားခန့်စစ်ကစားသမားကိုဆူကီယိုရှိဒါကိုခေါ်ယူအပ်ဖြစ်ခဲ့ပါတယ်အသက်28နှစ်အရွယ်ဂျပန်ကစားသမားယိုရှိဒါအနေနဲ့ဂျပန်ကလပ်အသင်းတွေဖြစ်တဲ့တိုကျို U23 နန်ကတ်ဆူ SC Esperanza SC Yokohama New Zealand Club SC2011 မကာအို Club Sporting Club ဒီမကာအိုအသင်းတို့မှာကစားခဲ့ပြီးတော့ဖူးဘတ်နဲ့စင်တာဘက်စားတဲ့နေ့နောက်တန်းနေရာဆုံးမှာကစားနိုင်တဲ့ကစားသမားတဦးဖြစ်ပါတယ်ရခိုင်ယူနိုက်တက်အသင်းရဲ့ဒုတိယကျော်ပွဲစဉ်တွေအတွက်ပြင်ဆင်မှုတစ်ရက်အနေနဲ့ရခိုင်ယူနိုက်တက် U21 အသင်းကလူငယ်ကစားသမားတွေဖြစ်ကြတဲ့ကွင်းလယ်ကစားသမားရဲထက်အောင်နဲ့ညာနောက်ခံကစားသမားနိုင်လင်းထွတ်တို့ကိုခေါ်ယူအပ်ဖြစ်ခဲ့ပါတယ်။အဲ့ဒီလူငယ်ကစားသမား2ဦးကပြီးခဲ့တဲ့မြန်မာ National League U21 ပြိုင်ပွဲမှာရခိုင်ယူနိုက်တက် U21 အသင်းနဲ့အတူဝင်ရောက်ရှင်ပြိုင်ကစားခဲ့ပြီးတော့ယခုနှစ်ဘောလုံးရာသီရခိုင်ယူနိုက်တက်စီနီယာအသင်းရဲ့ဒုတိယကျော်ပွဲစဉ်တွေအတွက်ခေါ်ယူအပ်ဖြစ်ခြင်းခံရတဲ့လူငယ်ကစားသမား2ဦးဖြစ်ပါတယ်။ရမညာယူနိုက်တက်အသင်းကမြန်မာ National League ဒုတိယကျော်ပွဲစဉ်တွေအတွက်ရတနာပုံကစားသမားညီညီအောင်ကိုယာတီကုံအထိစာချုပ်ချုပ်ဆိုခေါ်ယူခဲ့ပါတယ်။ညီညီအောင်က AR United အသင်းရန်ကုန် United အသင်းနဲ့ရတနာပုံအသင်းတို့မှာကစားခဲ့မှုတဲ့မြန်မာ National League အတွေ့အကြုံရှိကစားသမားတဦးလည်းဖြစ်ပါတယ်။ညီညီအောင်အနေနဲ့ရမညာ United အသင်းမှာကျော်နံပါတ်89ကိုဝစ်ဆင်ကစားသွားမှာဖြစ်ပါတယ်။ရမညာ United အသင်းကခေါ်ယူခဲ့တဲ့ပေါ်ညီညီအောင်ကရမညာ United အသင်းကခေါ်ယူခဲ့မှုအတွက်ပျော်ရွှင်ရပါတယ်အသင်းနဲ့အတူပြည်သက်တွေလိုချင်တဲ့ရလက်တွေရအောင်လည်းကြိုးစားသွားပါမယ်ဆိုပြီးတော့ပြောကြားထားပါတယ်မြန်မာ National League 2025-26ပထမအကျော်မှာနိုင်ပွဲလုံးဝမရရှိခဲ့ပဲနဲ့ဒီနှစ်မှတ်သာရရှိခဲ့တဲ့တန်တက်အသင်းဖြစ်တဲ့ရမညာ United အသင်းအနေနဲ့ဒုတိယအကျော်အတွက်ပြင်ဆင်မှုတွေပြုလုပ်နေပါတယ်ရမညာ United အသင်းကဒုတိယအကျော်အတွက်အသင်းမှာရှိတဲ့ကစားသမားတချို့ကိုအသင်းပြောင်းရွှေ့ခွင့်ပြုခဲ့ပြီးနောက်ကစားသမားတွေကိုခေါ်ယူအပ်ဖြစ်ခဲ့ပါတယ်။ RTC FC ဘူဒန်အသင်းကပီမာဆန်ဘို KCN FC ကတန်ကီမိုအီမန်နျူရယ်ရန်ကုန် United ကစားသမားဟောင်းလက်တန်နီရဲ့တက်နဲ့မြန်မာ National League အတွေ့အကြုံရှိကစားသမားတွေဖြစ်ကြတဲ့မဟာ United အသင်းကတိမ်တန်းဝင်းနဲ့ငိမ့်ချန် AR United အသင်းကကျော်မျိုးနိုင်နဲ့ချစ်လာအောင်ဒဂုံစတာအသင်းကကိုတန်းစောတကုံပေါ်အသင်းကရဲဝင်းလိုင်နဲ့ဖြိုးပြည့်စုံတို့ကိုဒုတိယအကျော်အတွက်စာချုပ်ချုပ်ဆိုခေါ်ယူအပ်ဖြစ်နိုင်ခဲ့ပါတယ်။ရမညာလူငယ်အသင်းကလာလာရှိတဲ့ကစားသမားတချို့ကိုလည်းထပ်မံခေါ်ယူခဲ့ပြီးတော့မြန်မာ National League 2025-26ဒုတိယအကျော်ရလက်ကောင်တွေပြန်လည်ရရှိစေဖို့စူးစမ်းပြင်ဆင်နေတဲ့အတွက်ကြောင့်ပြည်သက်တွေအနေနဲ့တက်တဲ့အသင်းဖြစ်တဲ့မွန်ပြည်နယ်ကိုစားပြုရမညာ United အသင်းကိုလည်းအပေးတင်ပါတယ်။ရတနာပုံ FC အသင်းရဲ့မြန်မာ National League 2025-26ရာသီဒုတိယကျော်အတွက်ဖြည့်တင်းထားတဲ့ကစားသမားတွေကတော့ရတနာပုံ U21 အသင်းကရဲရင်အောင်အလဲတန်းအားကသိပ္ပံအသင်းကဇင်ရဲနောင်အနောက်တန်းနဲ့မဟာအသင်းမှမျိုးမင်းဖြိုးညာတောင်ပန်ရတနာပုံအသင်းကစားသမားဟောင်းမင်းမြတ်စိုးအလဲတန်းတို့ပဲဖြစ်ပါတယ်။ AR United FC အသင်းကလည်းမြန်မာ National League 2025-26ဒုတိယရာသီအကျော်အတွက်ပြင်ဆင်မှုတွေအဖြစ် AR United U21 အသင်းကလူငယ်ကစားသမားတွေဖြစ်ကြတဲ့ထွန်းထွန်းစောရွာတူမူအောင်ဖြိုးဦးတို့သုံးကို AR United အသင်းကြီးကိုခေါ်ယူအပ်ခဲ့ပါတယ်။မြန်မာ National League 2025-26ပွဲစဉ်စနစ်အပြီးမှာတော့ Sheffield United အသင်းကရမှတ်30ရရှိပြီးတော့တမတ်သားနဲ့ဇယားထိုက်ကိုဦးဆောင်နေပါတယ်။ဒုတိယနေရာမှာတော့ရန်ကုန် United အသင်းကရမှတ်29မှတ်နဲ့ရှမ်းအသင်းကိုဖိအားလိုက်ပေးနေခဲ့ပါတယ်။ရှမ်း United အသင်းကတော့ဒုတိယအကျော်ပွဲစဉ်အစမှာပဲဒဂုံပေါ်အသင်းကိုတည်ကစားခဲ့ပြီးတော့2မှတ်ဆုံးရှုံးခဲ့ပါတယ်။လက်ကျန်ပွဲစဉ်တွေမှာဒဂုံပေါ်အသင်းကလွဲပြီးတော့ကျန်အသင်းတွေနဲ့ထိတ်တိုက်ရင်ဆိုင်ကစားသွားရအောင်မှာဖြစ်ပါတယ်။မြန်မာ National League 2မှာလက်ရွေးစင်အဆင့်ကစားသမားတွေနဲ့နာမည်ကြီးနေတဲ့ရန်ကုန် City အသင်းကယခုတစ်ပတ်ပွဲစဉ်မှာတော့တက္ကသိုလ်အသင်းကို2-9 ဂိုးမရှိနဲ့ရှုံးနေခဲ့ပါတယ်။ရန်ကုန် City အသင်းကတန်တက်ဖို့ဆိုရင်တော့နောက်ပွဲစဉ်တွေမှာရမှတ်တွေကိုသတိကြီးကြီးနဲ့ရသလောက်စုဆောင်းနိုင်ဖို့လိုအပ်နေတာဖြစ်ပါတယ်။ယခုအပတ်ရှင်ပြိုင်ကစားခဲ့တဲ့အညာဒါဘီမဟာ United အသင်းနဲ့ရန်နာပုံ United အသင်းတို့ရဲ့ပွဲစဉ်မှာမဟာအသင်းရရှိခဲ့တဲ့ပထမဦးဆောင်ကိုအနေထားဖြစ်ပါတယ်။ကိုသမားအာကာလင်းမြတ်ရဲ့ဖမ်းယူမှုမသေးသက်မှုကနေပြန်ကျလာတဲ့အနေထားကနေဘောလုံးကဂိုးစီးကျော်ပြီးတော့ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။မြင်တွေ့ရတဲ့အနေထားရတော့ကွင်းလေတိုင်ရဲ့ဆုံးဖြတ်ချက်ကမှန်ကန်ခဲ့ပြီးတော့ဘောလုံးကဂိုးစီးကိုအနည်းငယ်လေးကျော်သွားတဲ့အနေထားကိုမှန်ကန်အောင်ဆုံးဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။2025-26မြန်မာ National League W30 ပွဲစဉ်ဖြစ်တဲ့ AR United အသင်းနဲ့ရန်ကုန် United အသင်းတို့ရဲ့ပွဲစဉ်ကိုလာမယ့်18ရက်နေ့တီဟာဒီပါကွင်းတလင်မြို့မှာရှင်ပြိုင်သွားမှာဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်ရဲ့အတွက်ရန်ကုန်အသင်းပြည်သက်တွေတွာလာရေးလွယ်ကူစေဖို့အတွက်ရန်ကုန် United အသင်းကအကြိုပို့ကားတွေစီစဉ်ပေးသွားမှာဖြစ်ပါတယ်။ရန်ကုန် United အသင်းကရန်ကုန်အသင်းပြည်သက်တွေအားလုံးရန်ကုန် United အသင်းတည်ရှိရာ
ရန်ကုန် United Sport Complex ကို18ရက်တက်လာ2026နှစ်နေ့လယ်2နာရီအရောက်လာရောက်ပေးနိုင်ဖို့အတွက်ဖိတ်ခေါ်ထားပါတယ်။ Grandmaster Futsal Wi-Fi ပွဲစဉ် YCTC Mahindra တင်းက YRG Futsal ကလပ်အသင်းကို4-2နဲ့ရှုံးနိမ့်ခဲ့ပြီးနောက်အသင်းရဲ့ရပ်တည်မှုတည်ပဲစရာပဲဖြစ်ပါတယ်။မြန်မာ National League ကလပ်အသင်းတွေအတွက်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကကျန်းမာရေးစစ်ဆေးမှုတွေကိုဆက်လက်ပြုလုပ်ဆောင်ရွက်ပေးနေပါတယ်။ဇန်နဝါရီ23ရက်နေ့မှာရမညာ United ဘောလုံးအသင်းမှကစားသမားတွေကိုမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်စေးဌာနကဆေးစစ်နေပါတယ်။မြန်မာ National League 2အသင်းရပ်တည်မှုဇယားမှာတော့မြဝတီအသင်းကထိပ်ဆုံးကနေရပ်တည်နေပြီးတော့ချင်းလန်း FC အသင်းကဒုတိယနေရာကနေလိုက်လံဖိအားပေးနေပါတယ်။မြန်မာ Women League 2025-26အမှတ်ပေးဘောလုံးပြိုင်ပွဲ Week 40ဘောလုံးပွဲစဉ်အပြီးမှာတော့အမှတ်ပေးဇယားရပ်တည်မှုမှာပွဲစဉ်14ပြီးမှာ AR အသင်းက73ပွဲကစား10ပွဲနိုင်ရမှတ်33မှတ်နဲ့အမှတ်ပေးဇယားထိပ်မှာရှုံးပွဲမရှိဦးဆောင်လျက်ရှိပါတယ်။ဖိလစ်ပိုင် Glass de Leon Laguna FC အသင်းကတာဝန်ရှိသူနဲ့ကစားသမားတအုပ်တို့က YUSC မှာရှင်ပြိုင်ခဲ့တဲ့ AR နဲ့မြဝတီအသင်းတို့ရဲ့မြို့သမီးပွဲစဉ်ကိုလာရောက်ကြည့်ရှုခဲ့ပါတယ်။ AR အသင်းမှာအငှားချထားတဲ့ဖိလစ်ပိုင်လက်ရွေးစင်ဟောင်းဦးဘီနဲ့ဂျပန်ကွန်းလယ်လူကီရာရာအိုကာဝါတို့ကိုလာရောက်ကြည့်ရှုခဲ့ပြီးတော့မြန်မာကစားသမားတွေရဲ့ခြေစွမ်းကိုလည်းစိတ်ဝင်စားလေ့လာခဲ့ပါတယ်။ပွဲစဉ်မှာတော့ AR အမျိုးသမီးအသင်းကမြဝတီအမျိုးသမီးအသင်းကိုတိုက်စစ်မှုစန်းတော်တော်ရဲ့ hat-trick သွင်းဂိုးကြောင့်3-6မရှိနဲ့ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။မြန်မာဘောလုံးအကစားသတင်းဆောင်ကိုကြားနေတဲ့ဆိုရင်တော့ channel လေးကို subscribe လိုက်ရ comment တွေပြုလုပ်သွားပေးကြပါအခုလိုနောက်ထပ်ဘောလုံးအကစားသတင်းဆောင်တွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်